နာစီနေခေါ်တာစိတ်ဆိုးနေတဲ့လူကိုမင်းကမစိတ်မဆိုးပဲသိခံခြင်းနဲ့အနိုင်ယူလိုက်ပါသူ့ဘာလို့တုံ့ဖက်လဲစိတ်ဆိုးလဲသိခံခြင်းနဲ့အနိုင်ယူလိုက်ပါသိခံလိုက်လို့ရှိရင်သူလည်းဒေါသပြေသွားမယ်ကိုလည်းဒေါသပြေသွားတယ်သူဒေါသကိုဒေါသနှစ်ခုဖြစ်ပြီဆိုလို့ရှိရင်ပိုပြင်းထန်လာတယ်ပြင်းထန်လာတဲ့အခါမှာသူပဲဖြစ်စေကိုယ်ပဲဖြစ်စေတူဟာနစ်နာပြီမဆုံးနိုင်တဲ့ပြဿနာတွေနဲ့ရင်ဆိုင်ရလိမ့်မယ်ရင်ဆိုင်ပြီးလို့စိတ်ပြေသွားတဲ့အခါကျတော့မှားကုန်ပြီပြင်လို့မရတော့အဲ့ချိန်ရနော်အနိုင်ယူလိုက်တဲ့ပုဂ္ဂိုလ်ကလည်းပဲပြစ်မှုသူဆက်ခံရတော့မယ်နော်ပြစ်မှုဆက်ခံရတော့မယ်တော့အရှုံးမပေးလို့တုံ့ပြန်တဲ့ပုဂ္ဂိုလ်ကလည်းပဲဘဝမှာအသက်ဆုံးရတာလည်းဖြစ်ချင်းဖြစ်မယ်သို့မဟုတ်ကိုကနိုင်လိုက်တာလည်းဖြစ်ချင်းဖြစ်မယ်နိုင်လိုက်လို့တစ်ဖက်သားသိဆုံးသွားပြီဆိုရင်သူလည်းရာဇဝမှုနဲ့ဒုက္ခရောက်အောင်ပါရှက်သွားတာမဟုတ်နောက်ပြဿနာတစ်ခုထပ်တဲ့တာအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမသူတော်ကောင်းတွေရဲ့အဆုံးအမဆိုတော့အကောဒိနစိနေခေါ်တာဒေါသကြီးလို့ရှိရင်မေတ္တာနဲ့အနိုင်ယူလိုက်ပါမေတ္တာနဲ့ငြိမ်းသက်လိုက်ပါသူဒေါသငြိမ်းသက်လိုက်လို့ရှိရင်မိတ်ဆွေမပြည့်အခင်မပြည့်နောက်ချဖြစ်သွား